ဘာလဲကြောလုံးထုတ်နေတာလားဟင်းသီးဟင်းရွက်ပုတ်တွေကိုရွှေဖြစ်အောင်လုံးမလို့လားအိုးထဲမှာစားချမ်းတွေရှိသေးလားစားချမ်းကအိုးတစ်ဝက်ပဲကျန်တော့တယ်ဝက်တောင်ခါလို့မစားဘူးစားရှိရင်ရပြီပိုက်ဆံပြောင်းလဲလို့ရတယ်ဟာဟာဟာဟင်းသီးဟင်းရွက်ဖက်ပုတ်တွေနဲ့ပိုက်ဆံလဲမယ်ဟုတ်လားနင်ကတရွာလုံးကလူတွေကိုလူတွေလို့ထင်နေတာလားအရင်ဘဝတုန်းကမြို့ပေါ်ကစားတောက်ဆိုင်ကြီးရဲ့မိဖို့ချောင်းနောက်ဖေးမှာ10နှစ်တောင်ပန်းကန်ဆေးခဲ့ရတာဒီရှိုးဝက်ချင်းတီတဲ့ပညာကိုငါကခိုးယူပြီးအယိုးတဲ့အသေးအထိမှတ်ထားခဲ့တာဒီဘဝမှာတော့ဒါဟာဖျားသခင်ကငါ့ကိုပေးတဲ့နင့်နာကြီးပဲရှို့မင်းပါလို့ထလာတာလဲအမကိုမိကူမွေပေးမလို့အမတယောက်တည်းမနိုင်မှဆိုလို့မင်းလက်တွေဒီလောက်အေးစိတ်နေတာကိုမြင်မြန်အိပ်ရတယ်ပြန်လဲနေငါမသွားဘူးအမကိုဒီတိုင်းကြည့်နေခြင်းလို့ဒါလေးတောက်ပြီးအခန်းထဲပြန်ဝင်ပါငါထွက်မပြေးဘူးလို့ကတိပေးတယ်အဲ့ဒါချက်မိသားစုကထွက်ပြေးတဲ့ချွေးမမဟုတ်လားဘာမိုက်တွေကိုတဲလာပြီးပိုက်ဆံနဲ့လာရောက်နေတာလဲဆင်းရဲလုံးလို့ယူသွားပြီးထင်းနေတော့ရွာကအချင်းတီထားတဲ့အမြင့်ပုတ်တွေကိုအလကားပေးရင်တောင်ဘယ်သူမှမလိုချင်ဘူးဒီလိုလုပ်ပါငါပဲကုသိုလ်လုပ်ရဲအနေနဲ့တပြားတည်းနဲ့အိုးရောအထဲကဟာရောအကုန်သိမ့်ပေးမယ်တပြားတည်းနဲ့လားရှင်ကဖုံးတောင်းစားကိုပေးနေတာကြနေတာပဲမယောင်းဘူးမယောင်းရင်လေဒီတိုင်းထားလိုက်အတိုးနဲ့နန်သွားတာကိုပဲစောင့်ကြည့်လိုက်ပေါ့အလကားမြည်စမ်းကြည့်နိုင်ပါတယ်ရှင်ပိုက်ဆံမယူပါဘူးငငယ်လေးနဲ့ထမင်းမြိန်စေတဲ့ရိတ်ခါလဲတက်တာစေတဲ့အားလုံးပဲလာမြည်ကြည့်ကြပါအလကားကျွေးတာပါမကောင်းရင်ပြန်ထွေးထုတ်လို့ရလားအကိုကြီးမြည်ကြည့်ပါမကောင်းရင်ကျမရေဘိုးပြန်ပေးမယ်ရတာကတော့ရှယ်ပဲဒီဆက်ကကောင်းချင်းထုတ်တုံးထုတ်စာတောင်မြင်စေတဲ့ညီမလေးဒါဘလို့ရောင်းလဲငါ့ကိုနှစ်အိုးပေးတအိုးကိုတမူးတစ်ဆက်ပြပါရှင်အများကြီးဝယ်ရင်အဆက်ရည်နည်းနည်းထက်ထည့်ပေးမယ်ငါ့ကိုလည်းတလုံးမီးခွင့်ပေးဦးငါရောချမ်းကဒါမျိုးဆိုအရန်ကြိုက်တာငါ့ကိုတအိုးထည့်ပေးတာကစားခဲ့စားရတာထက်အများကြီးတာသေးတယ်ဟိညီမလေးဒီတက်မယောင်းနဲ့တော့ကျန်တဲ့ဟာအကုန်ငါမှုနဲ့အပြက်ဝယ်မယ်အခုမှအပြက်ဝယ်ခြင်းနဲ့ဆိုရင်တော့နောက်ကျသွားပြီးကျန်တဲ့ဟာတွေကိုတအိုးတစ်ချက်နဲ့တောင်မယောင်းဘူးနဲ့နင်ကအကောင်းပြောတာကိုမတိတတ်ဘူးပဲမင်းလဲတော်ဆန်းပါသူကမင်းကိုဘာလို့ရောင်းရမှာလဲသူသေးပြောင်းဖို့မုံတစ်ဆက်ပိတာကြုံမုံဖြူဖြူနှစ်ပိတာနဲ့တကြားညိုအကောင်းဆုံးကိုအစိတ်သားဖြတ်ပေးပါကောင်းပါပြီဗျာအားလုံးပေါင်းတစ်ချက်ရှစ်မူငါပြကြပါတယ်ငါနဲ့ဝေးသွားတာတောင်သူကတကယ်ပဲနာလန်ထူနိုင်နေပေါ့အကိုကြောက်ဒီမိမကပိုက်ဆံတော်တော်ရှာနိုင်တာပဲရှာနိုင်နေဟုတ်လားငါတို့ကိုအရင်ပြုတ်စေရမယ်ရှူဆန်းလက်ကိုတွားရှာပြီးချမ်းသာမဲ့လမ်းစကိုလမ်းညွန်ပေးလိုက်အမေကြီးဟိုဖြူဖွေးနေတာတွေကကြုံမုံတွေမဟုတ်လားသူကဈေးထဲမှာအမြင့်ပုတ်တွေတွားရောက်တာကိုဒီလောက်များကြီးပြန်လဲလာနိုင်နေဟုတ်လားဘသူတိမှလဲဘာမကောင်းတာတွေလုပ်လာလဲဆိုတာနင်ပါတွေယူလာတာလဲဘသူစီကပစ္စည်းကိုထက်ခိုးလာပြန်ပြီးလဲကိုဘာသာကိုပဲကြည့်လိုက်ပြောင်းဖို့မှုကြုံမုံဖြူဖြူနဲ့ဆေးတွေဒါတွေကတကယ်ပဲစားစရာတွေလားနင်ပိုက်ဆံဘယ်ကြရတာလဲရှူအံမင်းပြင်ကိုဘာလို့ထွက်လာတာလဲအပြင်မှာလေစိမ်းတွေတိုက်နေတယ်ပူတုံးလေးတောက်လိုက်ဆရာဝန်ကမင်းတွေအားနေနေတယ်လို့ပြောတယ်ဒီလိုကောင်းတဲ့အရာတွေကိုအမတ်နဲ့အကူကြီးတို့ပဲစားကြပါငါဒါကိုဝယ်လာတာမင်းတောက်ဖို့အတွက်ပဲမင်းမတောက်ရင်ငါဒါကိုတွန်းပစ်လိုက်မယ်မတွန်းပါနဲ့ငါတောက်ပါမယ်ခြံထဲမှာဒီတိုင်းမထားနဲ့ကြွက်တွေလာလိမ့်မယ်ချက်မိသားစုရဲ့တူညီတဲ့အချင်းထုတ်ကိုသူကတမှုနဲ့ရောင်းရင်ငါကငါပြတဲ့နဲ့ရောင်းမယ်အင်းငါကိုနှစ်အိုးပေးရတာကတော့အနံ့ခံကြည့်တာတူတူပဲပါလဲဒီဈေးကနဲ့အိမ်ကဖွင့်ထားတာမို့လို့လားနေရောင်းရပြီးငါကြတော့မရောင်းရဘူးလားခိုးယူထားတဲ့ပညာကနောက်ဆုံးတော့လည်းအဆင်မရှိပါဘူးယူလန်မစိုးရင်ပါနဲ့အစိုးဆုံးဖြစ်ရင်လည်းငါမနဲ့ဖြန်မျိုးပေါ်မှာကုန်နှန်းနဲ့အလုပ်တွားလုပ်ပါမယ်မရဘူးသူကငါရဲ့မုံလာအုပ်ကိုအတုခိုးနိုင်ပေမဲ့ငါရဲ့တီးတက်မွေးကြိုင်ကိုတော့အတုမခိုးနိုင်ဘူးတောင်ပေါ်မှာတော်တိုင်းခရမ်းရောင်ပင်စိမ့်စေးတွေရှိတယ်အဲ့ဒါကိုထည့်လိုက်ရင်အပုတ်ခံပြီးလက်ဆက်စေတဲ့အရသာကိုသူတေချာပေါက်အတုမခိုးနိုင်တော့ဘူးမနဲ့ဖြန်မနဲ့စောစောတောင်ပေါ်တက်ပြီးခရမ်းရောင်ပင်စိမ့်တွားကူးကြမယ်ဘာလို့တာလဲနင်လိုသူခိုးကချက်မိသားစုခေါင်းပေါ်အထိလာခိုးရဲတယ်ပေါ့ရှောက်မပြောနဲ့ဒါကငါဘာသာငါတီထားတဲ့အချင်းတွေနင်တို့ကဘာလို့နင်တို့ဟာလို့ပြောရတာလဲဒီအိုးမှာနမီရေးထားလို့လားအခေါင်းကိုမမြင်ရင်မျက်ရည်မကျဘူးပဲနင့်ရဲ့ခွေးမျက်လုံးကိုပြူပြီးတေချာကြည့်လိုက်ဒါကဘာလဲငါအိမ်ကအိုးတွေရဲ့ဖင်မှာအပေါင်းလက္ခဏာဓာတ်ရတွေအကုန်ထုထားတာနင်ကိုယ်တိုင်တီတာဟုတ်လားဒါဆိုဓာတ်ရကိုကောဘာလို့အချင်းနဲ့ထည့်မတီခဲ့တာလဲငါကောက်ရတာပါအခုထိနှုတ်ခမ်းတေတုံးပဲဒီနေ့တော့နင့်ကိုငါကျိုးလုပ်ပြစ်မယ်မရိုက်ပါနဲ့ကျွန်တော်ပြောပါမယ်ကျွန်တော်ကိုယ်တိုင်ခိုးချင်တာမဟုတ်ပါဘူးရှူဆန်းလက်ကကျွန်တော်ကိုတစ်ချက်ပေးပြီးအိုးတွေကိုအကုန်ရိုက်ခွဲခိုင်းတာပါဇလန်းကောင်းလေးတွေကြည့်ချင်ရင်ဖော်လို့လုပ်ထားနော်